သတင်းစာမှာလင်မယားပြက်ဆဲကြောင်းလင်ဖြစ်သူကကြော်ညာယုံနဲ့လင်မယားပြက်ဆဲပါသလားအားလုံးပဲမင်္ဂလာပါမိခွန်းလေးတစ်ခုကိုဥပဒေဘူးသူကြအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ကျမယောက်ျားလုပ်တဲ့သူကသတင်းစာထဲမှာကွာရှင်းပြက်ဆဲကြောင်းကိုကြေညာလိုက်ပါတယ်ကျမအနေနဲ့မယားစီကလေးစီတောင်းခံခွင့်ရပါသလားဆိုပြီးတော့မေးမြန်းထားတဲ့မိခွန်းလေးကိုဥပဒေဘူးသူကြအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်လင်ယောက်ျားလုပ်တဲ့လူကဒီလိုမျိုးသတင်းစာမှာကြေညာယုံမျှနဲ့လင်မယားပြက်ဆဲကြောင်းကိုကြေညာယုံမျှနဲ့ပေါ့နော်လင်မယားပြက်ဆဲပြီဆိုပြီးတော့ပြောလို့မရနိုင်ပါဘူးနောက်တစ်ချက်ကကြတော့ဒီတရားဝင်ကွာရှင်းခြင်းမရှိသေးတဲ့မယားအတွက်ကိုပေါ့နော်လင်ယောက်ျားလုပ်တဲ့သူကစားစည်းထောက်ပံ့မှုအတွက်တာဝန်ရှိပါတယ်။ဒါကြောင့်မလို့လင်ယောက်ျားလုပ်တဲ့သူကတစ်ဖက်သက်လင်မယားပြက်ဆဲကြောင်းကိုသတင်းစာမှာကြေညာလိုက်ရုံနဲ့လင်မယားကွာရှင်းပြက်ဆဲမှာမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုဥပဒေဘူးသူကြအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။